အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ချူချင်းကြော်ကိုအသားငါးပစုံနဲ့မကြော်ပဲဘက်ဂျက်သက်သာအောင်လို့ပဲပြားလေးနဲ့ကြော်ပါမယ်ပဲပြားကိုအရသာရှိအောင်ဘယ်လိုချက်ကြမလဲဆိုတာပိုးနဲ့တူတူလိုက်ကြည့်ပေးပါအောင်နော်ပဲပြားကိုတော့နှစ်သုံးသုံးထားပါတယ်ပဲပြားတွေကိုပြောင်းခုံမုံထမင်းစားစွန်းနဲ့နှစ်စွန်းထည့်လိုက်ပါမယ်ဂျုံမုံကိုလည်းထမင်းစားစွန်းနဲ့နှစ်စွန်းထည့်လိုက်ပါမယ်ရှင်ပဲငင်ပြားရဲ့အကျဲကတော့ထမင်းစားစွန်းနဲ့တစ်စွန်းထည့်ထားပါတယ်စားနဲ့ငရုတ်ကောင်အနှဲငယ်လည်းထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ပဲပြားလေးတွေကြည်သွားအောင်ခြိထားလိုက်မယ်နော်ပဲပြားအားလုံးကြည့်ပြီးစစ်စစ်လေးဖြစ်တဲ့အထိနေထားလိုက်ပါမယ်။ပြောင်းခုံမုံအနှဲငယ်ကိုပကံတစ်ခုထဲမှာအရင်ထည့်ထားလိုက်ပါမယ်။ပြီးရင်တော့ပဲပြားလေးတွေကိုအလုံးလေးတွေလုံးပြီးပြောင်းခုံမုံကတ်လိုက်ပါမယ်။တကယ်လို့ပဲပြားကအရမ်းပြော့နေသေးရင်ပြောင်းခုံမုံလိုသလိုထည့်ပေးလို့ရပါတယ်နော်။ကဲခုဆိုရင်တော့ပဲပြားလုံးလေးတွေလည်းရပြီဆိုတော့စကြော်လို့ရပါပြီရှင်။အိုးလေးကိုစီးထည့်လိုက်ပါမယ်။စီးပူလာပြီဆိုရင်ပဲပြားလုံးလေးတွေထည့်ကြော်လိုက်ပါမယ်ရှင်။မီးကိုတော့အလဲလက်လေးနဲ့ပဲကြော်ထားလိုက်မယ်နော်အပြင်ဘက်ကရွှေဝါရောင်တန်းပြီးကျွတ်လာပြီဆိုရင်တော့ပြန်ဆဲထုတ်ထားလိုက်ပါမယ်ပဲပြားလုံးကြော်လေးလည်းရပြီဆိုတော့လိုအပ်တဲ့အသီးရွက်လေးတွေပြင်ဆင်ကြမယ်နော်ချိုးချင်းကြော်တဲ့ထည့်ဖို့အတွက်မုံလောင်းနီတစ်လုံးကိုခက်သေးသေးလှီးထားလိုက်ပါတယ်ကျက်သွနီတစ်လုံးကိုလည်းတလွှချင်းစီဖြစ်အောင်ခွာထားလိုက်မယ်နော်ငရုတ်ပေါ်တစ်လုံးကိုလည်းအလဲကအစိတ်လေးတွေရှောင်ပြီးခက်သေးသေးလှီးထားလိုက်ပါတယ်စီသက်ဖို့အတွက်ကျက်သွမြူ9မွှာလောက်ကိုလည်းနှုတ်ဆင်းထားလိုက်ပါတယ်ရှင်ပိုးဟာကြော်တဲ့အခါအရသာပိုးနှမ်းဆက်သွားအောင်လို့ချိုချင်း sauce လေးကိုလည်းကြိုးဖြောထားလိုက်ပါတယ်။ငရုတ်စီကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်။တာလကာရီကိုလည်းထမင်းစားစွန်းနဲ့နှစ်စွန်းထည့်လိုက်ပါမယ်ရှင်။ပဲငင်ပြာရီအကျဲကိုတော့ထမင်းစားစွန်းနဲ့တစ်စွန်းထည့်ပါမယ်။တကြားကိုတော့ထမင်းစားစွန်းနဲ့သုံးစွန်းထည့်ထားပါတယ်။ကြော်တဲ့အခါခက်ပြပြလေးဖြစ်အောင်လို့ပြောင်းကုန်မုံကိုလည်းလက်ဖိတ်စွန်းနဲ့တစ်စွန်းထည့်ထားပါတယ်။ရေကိုတော့ထမင်းစားစွန်းနဲ့9စွန်းလောက်ထည့်ထားပါတယ်ရှင်။တကြားအလုံးပြောအောင်မွေးထားလိုက်ပြီဆိုရင်ချိုချင်း sauce လေးလည်းရပါပြီရှင်။အားလုံးစင်နေပဲဆိုရင်တော့စကြော်ကြမယ်နော်စီပူလာပြီဆိုရင်ကျက်သွမြူနှုတ်စင်းထားတာလေးထည့်ပြီးစီးတက်လိုက်ပါမယ်ကျက်သွမြူအနက်လေးမွေးလာပြီဆိုရင်ခုနကဖြော်ထားတဲ့ sauce လေးကိုလောင်းထည့်လိုက်ပါမယ်ရှင်စူလာပြီဆိုရင်ကျက်သွနီငရုတ်ပွားနဲ့မုံလောင်းနီလေးတွေထည့်လိုက်ပါမယ်ပြီးရင်တော့3မိနစ်လောက်စကြော်ထားလိုက်မယ်နော်ကြော်နေရင်နဲ့ sauce ကအရမ်းပြစ်တယ်ဆိုရင်ရင်နွေးလေးထည့်ထည့်လို့ရပါတယ်ရှင်ခုဆိုရင်အသီးရွက်ကြော်ထားတာလေးလည်းရပြီဆိုတော့ကြော်ထားတဲ့ပဲပြားလုံးလေးတွေထည့်လိုက်ပါမယ်အရသာစိတ်ဝင်သွားအောင်လို့10မိနစ်လောက်ဆက်ကြော်ပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ပိုးရဲ့ပဲပြားလုံးချိုချင်းကြော်လေးကကြက်ပါပြီနော်။ချိုချင်းကြော်ကြိုက်တယ်ဆိုရင်ပဲပြားလေးနဲ့လည်းဒီလိုလေးကြော်စားကြည့်ပါအောင်နော်။အသားငါးပစုံနေလောက်အကုန်ကြမများပဲအရသာရှိတဲ့ဟင်းပွဲလေးမို့လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတင်ပေးသားမှာမို့လို့ပိုးရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်။အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်။